ဒီလူကတော့သူ့ရဲ့ရေမြင့်ကြီးကိုအမြဲတမ်းနောက်ပြောင်ခြင်းနေသူပါသူဟာရေမြင့်ကိုဖျဲသီးကျွေးတော့မလို့နဲ့ဟန်ဆောင်ပြီးတခြားအရာတစ်ခုကိုပဲအမြဲပြောင်းလဲကျွေးလိရှိပါတယ်နောက်တစ်နေ့မှာတော့သူဟာရေမြင့်ကြီးကိုတင်းငယ်တဲ့ဘယ်ရီသီးလေးတစ်လုံးကျွေးလိုက်ပါတယ်ရေမြင့်ကြီးကတော့အဲ့ဒီအသီးလေးပါးစပ်ထဲရောက်သွားတာကိုတောင်တတိမထားမိပဲဖျဲသီးရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပါးစပ်ကြီးကိုပြန်ဟပေးနေရှာပါတယ်အဲ့ဒီနောက်မှာလဲပိုင်ရှင်ဖြစ်သူကဒီလိုနောက်ပြောင်မှုမျိုးကိုပဲထပ်ခါတလဲလုပ်နေခဲ့ပါတယ်တရက်မှာတော့သူကရေမြင့်ကြီးကိုတင်းငယ်တဲ့စက်ပြက်သီးလေးတစ်လုံးထပ်ကျွေးလိုက်ပါတယ်ဒီခါမှာတော့ကောင်လေးကြီးဟာစိတ်မကောင်းဖြစ်သွားပြီးမျက်နာကိုတခြားဘက်ကိုလွှဲပစ်လိုက်ပါတော့တယ်ဒါကိုမြင်သွားတဲ့ပိုင်ရှင်ဖြစ်သူကသူရှာနိုင်မမျှထဲမှာအရေးရွှမ်းဆုံးဖျဲသီးကြီးတစ်လုံးကိုယူလာပေးပါတော့တယ်ပိုင်ရှင်ကသူ့နာမည်ကိုခေါ်လိုက်တဲ့အခါမှာတော့ကောင်လေးကြီးဟာစိတ်ကောက်နေတော့မို့လို့ပုံမှန်ထက်ပိုပြီးနှင်းနှီးခွေးခွေးပဲလှဲ့ကြည့်ရှာပါတယ်ဒါပေမဲ့ဖျဲသီးကြီးကိုမြင်လိုက်ရတဲ့ခဏမှာတော့သူဟာအယမ်းကိုစိတ်လှုပ်ရှားသွားပါတော့တယ်သူဟာဖျဲသီးကြီးကိုပါးစပ်ထဲထည့်ပြီးတကိုက်တဲနေတဲ့တလုံးလုံးကိုအားရပါရလဲပျော်ပျော်ကြီးစားပစ်လိုက်ပါတော့တယ်ခင်ဗျာနောက်ထပ်တင်တဲ့ဗီဒီယိုတွေလည်းတိရဟောက် like and follow လေးလုပ်ခဲ့ကြပါအောင်နော်